ဦးဇင်းကတော့ဒီမှာဘေးသက်သာဒါနပေါ့ဒီဆေးအလှူတော်တန်ဃာတော်များနဲ့သီလရှင်ဆရာလေးများကို BNN အလှူရှင်များကဆေးလှူတဲ့ဒီလှူဒန်းပွဲမှာပေါ့ဦးဇင်းကဒီပွဲဖြစ်မဲ့အောင်ဆောင်ရွက်တဲ့ထဲမှာဦးဇင်းကဒီမြန်မာရန်တော်တွေဒီမြန်မာဘက်ကကူညီတဲ့အဖွဲ့ရဟောအဖွဲ့ခေါင်းဆောင်ဒါဦးဇင်းပွဲကတော့ဝိညာဉ်တော်ဘာသာလင်္ကာရပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာနာပြုတက္ကသိုလ်ကနိပြဆရာ Mingarapa, good morning. My name is Nga. And, I'm master nurse. Master nurse. I work in the Việt Hospital. I come from Hanoi, Vietnam. Today I come to. I'm very happy. I'm very happy in here because in 5 days, we are doctor and nurse, and Vietnam people come here. Exam 2000 Myanmar monks and nuns and Myanmar people. We are very happy, and we respect the monks, the nuns. Sangha, Myanmar and Vietnam, and organize group, and we respect. ဒီတော့မရတော့သူနာမည်ကဒီကနေဟွာဝင်ငါနော်ငေါငါဝင်ငါသူကတော့ဟာဒီနတ်ဆရာမပေါ့ဒီလာတာတော့တော်တော်ကိုသူဝမ်းမြောက်ဝမ်းသာလာဖြစ်တယ်ပြောတယ်ပေါ့ဒီမှာကျတော့ဒီဆရာတော်တန်ဃာတော်တွေသီလရှင်တွေပေါ့လို့အခုဆိုလို့ရှိရင်ကောင်လူနာပေါင်း2000ကျော်ပေါ့ဒါဒီကူညီခွင့်ရလို့ပေါ့လေလာတာတော့သူဟန်ဝိုင်းကလာတာပဲဟုတ်ကဲ့ဖွဲ့ရဒီ120ဖွဲ့ပေါ့ဆရာဝန်21ယောက်ပါတယ်တူနာပြုပါရနဲ့တူနာပြတဲ့89ယောက်ဘေးအကူနဲ့အလူရှင်နဲ့ဆိုရင်အကုန်120လောက်ရှိပါတယ်အဲ့တော့ဒီမှာကဦးဇင်းတို့စတာကဒီအောက်တိုဘာ10ရက်နေ့ပေါ့10ရက်နေ့မှာကြတော့ဖွင့်ပွဲလောက်တာပေါ့ဦးဇင်းနေကင်းပိုင်းမှာဒီတိပဋကဆရာတော်တွေပါတယ်ဒီဩဝါဒစရိယဖွဲ့ပေါ့ထေရဝါဒဩဝါဒစရိယဖွဲ့ဆရာတော်ကြီး10ပါးပြီးတော့ဒီဖွဲ့မှာကုညီဆောင်ရွက်တဲ့သူတို့ဗီယက်နမ်ကဆရာတော်တွေရောဖွင့်ပွဲလုပ်ပြီးတော့ဒီစေကုတာရာကတော့17ရက်နေ့ကနေစပြီးဒီနေ့ပေါ့15ရက်နေ့စီ9ရက်တမနက်ကိုဒါ7နာရီဆိုစတယ်ညနေကို9နာရီထိဆိုပေမဲ့ဘာလောက်မှပြီးတယ်ပေါ့6ခွဲ9နာရီလောက်မှတနေ့ကိုလာတဲ့တန်ခါရေအတွက်ကဒီကပ္ပိယပေါ့လူပုဂ္ဂိုလ်တွေရောဆိုရင်တော့400ကျော်လောက်ရှိတယ်ခုစရင်ရဆိုရင်တော့2200ကျော်နေပြီပေါ့proud of Vietnam people and Buddhists တော်ဒီလာပြီးတော့လို့ကိုကြီးဆောင်ရတဲ့တကယ်ကိုလည်းသူတို့ကဗီယက်နမ်ဗုဒ္ဓဘာသာအနေနဲ့သူကဂုဏ်ယူပါတယ်ပေါ့ဒီမှာဟိုဦးသိန်းပြောချင်တာတော့ဒီစစ်စင်းနိုင်တဲ့ယောဂတွေရတာပေါ့နော်ဒီဘာတွေရှိလဲဆိုလို့ရှိရင် ultrasound ရှိတယ်ပေါ့ပြီးတော့ရှိရင်ဒီ ECG ပြီးတော့နှလုံးအထုကုပြီးအယိုးကြောအမျိုးသားအမျိုးသမီးဆိုင်ရာယောဂတွေပါတယ်ဒီဘက်မှာဆိုရင်အထွေထွေပြီးတော့အရေးပြားယောဂပြီးတော့ဒီမျက်လုံးနဲ့ဆိုင်တဲ့ယောဂပေါ့နော်ပြီးတော့နားနှာခေါင်းလဲကြောင်းအောက်ထပ်မှာဆိုလို့ရှိရင်ဦးသိန်းသွားနဲ့ဆိုင်တဲ့ဟာသွားနှုတ်ထားတော့ဒီတော့သွားဖာတာတော့သွားတန်ရှင်းလောက်တာပြီးတော့ဒီဗီယက်နမ်ရိုးရာပေါ့ဒီနှိပ်ထားတွေ traditional ဆေးတွေပေးတာပေါ့ဒီဌာနအစုံပါတာအကုန်လုံးဆိုရင်တို့လာတာကလူကြီး120ထဲမှာဆရာဝန်21ယောက်ဆေးတန်ချိန်ကတန်ချိန်ပေါင်း4တန်ပါတယ်ပြီးတော့ဒီစစ်ပစ္စည်းပေါ့ဒီ ultrasound set တွေ ECG set တွေဒီမျက်လုံး set တွေဒီသွား set တွေအကုန်လုံးတန်ချိန်တန်းရှိတယ်ပြောတယ်အကုန်ဆုံးတော့9တန်ပေါ့နော်အဲ့ပစ္စည်းတွေနဲ့လာပြီးတော့ဒီမှာဆောင်ရွက်တာပေါ့ဒီဆောင်ရွက်တဲ့ခါမှာလည်းဦးဇင်းတို့ကဒီမှာဟိုပူပေါင်းပြီးဆောင်ရွက်တာပေါ့မြန်မာနိုင်ငံကဒီတိပိဋကဆရာတော်ရဲ့ရွှေတုစက္ခုပါလကျမ်းမာရေးဖောင်ဒေးရှင်းနဲ့ပြီးတော့ဗီယက်နမ်ထေရဝါဒဗုဒ္ဓအကယ်ဒမီကလူရှင်တွေကနေပြီးတော့ပူပေါင်းပြီးတော့မှဒီမှာဒီ9ရက်တိုင်ပေါ့တန်ဃာတွေကိုဒါဆေးဆက်တာကုသိုလ်ယူတာပေါ့အကုန်လုံးအခမဲ့ပါပဲ
ဒီမှာရောက်လာတဲ့တန်ဃာတွေကိုဒါနေ့လည်ဆုံးလည်းကတ်တယ်ပေါ့နေ့လည်ဆုံးကလည်းဒီနေ့ကိုဒီ400ကျော်သားပေါ့ You make treatment like this right not another country where you do apart from Myanmar And I can do examination donation in Lao. Lao It's the group monk. Yeah yeah အဲ့ဒါမြန်မာနိုင်ငံကတော့ဒါတော့သူတို့အရင်ဆုံးချိန်ပေါ့လာပြီးတော့ဟိုစေးလူတန်းပြီးကုသမှုပြုလုပ်တာဒီအပြင်သူကလာအိုနိုင်ငံတွေကိုလည်းပဲသွားပြီးတော့သူတို့ခွဲဆောင်ရွက်မှုတယ်အဲ့ဒါဘယ်လိုပေါ့တိုက်ဒီရန်တန်ဃာတွေတော့အဲ့လိုလှူဒန်းရတာထောက်ပံ့တာသူကအဲ့လိုပြောလို့ပေါ့လေအဲ့လိုကိုလာလောက်တာဟိုနောက်သူတို့ရွယ်ချက်ကတော့ဒီမြန်မာပြည်မှာရန်တန်ဃာတွေပေါ့လေကြမ်းကြမ်းမာနဲ့ဟိုသာသနာပြုနိုင်အောင်ပေါ့ဒီပရိယတ်ဒီပရိပတ်ဒီဆောင်ရွက်တဲ့အခါမှာကြမ်းကြမ်းမာသက်ရှည်နဲ့ဆောင်ရွက်နိုင်အောင်ပြီးတော့ဒါမြတ်စွာဘုရားသာသနာဒါကြာရှိစွာတည်တတ်အောင်ပေါ့ဒီလိုရည်ရွယ်ချက်တွေနဲ့လည်းပဲသူတို့ကဒီမှာလာပြီးတော့ထောက်ပံ့တဲ့လူဒန်းနဲ့ပြီးတော့လည်းဒီစိတ်ဆက်တာတွေကိုလည်းပဲအကုန်လုံးအခမဲ့ပေါ့စိတ်ရစာလဲအဲ့လိုလူဒန်းထောက်ပံ့တာဖြစ်တယ် Thank you so much. Thank